တော့အဆင်ပြေကြရလားဗျကျွန်တော်နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့တော့ဘယ်လိုမှအဆင်ပြေမယ်လို့တော့မထင်ပါဘူးဗျဒါပေမဲ့အသက်နိုင်ဆုံးတော့ survive လုပ်ရမှာပဲပေါ့နော် so ကျွန်တော်လည်းဒီ view ကို edit လုပ်ဖို့နေ့ရွှေညရွှေနဲ့ဒီကာလမှာပေါ့နော်နေ့ရွှေညရွှေနဲ့ရွှေ့ခဲ့တာဒါပေမဲ့လည်းပဲလိုပဲအခက်အခဲတွေရှိနေပါသေးပေါ့နော်ကျွန်တော်တို့ကိုလုံးမဲ့အရာကိုတော့ကိုပြီးအောင်လုပ်ရမယ်ဆိုတော့စိတ်နဲ့ကို share ပေးချင်တာတော့ share ပေးပြပြီ so အားလုံးကြီးဆိုင်ကြပါနော်ဒီနေ့ကျွန်တော် sharing လုပ်ပြီးမှတော့ဒီ trading နဲ့ပတ်သက်တာပဲပေါ့နော်ဒီ trading psychology နဲ့ပတ်သက်ပြီးတော့ကျွန်တော် the mental trading psychology နဲ့ပတ်သက်ပြီးတော့ကျွန်တော် the mental age ဆိုတဲ့ဒီ psychology နဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးခြင်းတယ်ပေါ့နော်ဒါကူတော့ကျွန်တော် organize လုပ်ခဲ့တာတော့ဒီ23 March 2025မှာလုပ်ခဲ့တယ်ပေါ့နော်အဓိကရည်ရွယ်ခဲ့တာတော့ကျွန်တော်ရဲ့ team member တွေတော့ပေါ့နော်ဒါပေမဲ့လည်းပဲဒီဘယ်လိုပြောမလဲငွေကြေးအခက်အခဲရှိတော့ဒီလေ့လာဖို့အခက်အခဲရှိနေတဲ့သူတွေလည်းကျွန်တော် free sharing လုပ်ပေးခြင်းတဲ့အတွက်ကြောင့်ကျွန်တော် share ပေးတာဖြစ်ပါတယ် okay ကျွန်တော်က trader တယောက်ဖြစ်လာပြီဆိုရင်ကျွန်တော်ကဘယ်လိုပြောလဲ strategy တစ်ခုတည်းကောင်းနေလို့ training plan တွေပဲကောင်းနေလို့မရဘူးပေါ့နော်ကျွန်တော်ရဲ့ဒီ mental ဖြစ်တဲ့ဒီစိတ် mind ကိုကျွန်တော်တက်နိုင်ဆုံးကြိုးစားပြီးတည်ဆောက်ဖို့လိုတယ်။အဲဒီအပြင်ဒုပေတာပဲခံနိုင်အောင်ပြောပြတိလား။ market ကလုံးဝ fluctuate ဖြစ်တယ်အတက်ကျအရင်ကျတာဖြစ်တဲ့အတွက်ကြောင့်ဒီအတက်ကျအရင်ကျတဲ့ market မှာကျွန်တော်က professionally ကြကြ trade လုပ်နိုင်လို့ဆိုရင်ဒီ mental ကအရေးကြီးတယ်။ဒါကြောင့်မလို့ဒီ coach ကိုတိတ်ဆက်ခြင်းဖြစ်တယ်ပေါ့နော်။ okay ပထမဆုံးတစ်ခုကပါလေကျွန်တော်ဒီနေ့ share လုပ်ပြီးမှာအပိုင်း၄ပိုင်းပေါ့နော်။ဒီ knowledge တွေနဲ့ရောဒီဥပမာတွေနဲ့ကျွန်တော်ပေးပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ် think ပထမဆုံးတစ်ခုက think like a casino တယောက်လိုမျိုး casino လိုမျိုးတွေးပေါ့နော်ဒါဘာလို့ဆိုလို့ဒီမှာလဲဆိုတော့ကျွန်တော်တို့ American casino တွေ brother တို့ sister တို့သိမှာပေါ့နော်ဒီ viewer တွေအကုန်လုံးသိတော့တယ်39ကွက်ရှိတယ်အဲ့39ကွက်မှာသူတို့ကသူတို့ရဲ့အောင်မြင်မှုသူတို့နိုင်အောင်လို့ဒီ casino မှာသူတို့နိုင်အောင်လို့သူတို့ကစီရင်ထားပြီးသား right sometimes တစ်ခါတလေမှာတော့ဒီ betting လုပ်တဲ့သူတွေဘက်ကလည်းနိုင်မှာပဲသူတို့လည်းနိုင်မှာပဲ right ဆိုတော့ casino တွေကဘယ်လိုစဉ်းစားဆိုသူတို့ဘယ်တော့ပဲရှုံးနေတယ်လေသူတို့ရဲ့ strategy ကိုသူတို့ဘယ်တော့မှမပြေဘူးသူတို့စီမံထားတဲ့အရာတိုင်းသူတို့ကဆက်လက်ပြီးတော့သွားတယ်သူတို့ဆက်ပြီးတော့ယုံကြည်ထားတယ်ဒီနေ့လည်းဒီပုံစံနဲ့သူ betting လုပ်ရင်နောက်နေ့လည်းဒီပုံစံပဲ betting လုပ်မှာဟုတ်ပါဘူးနောက်ထပ်လာမယ့်နေ့လည်းဒီပုံစံနဲ့ betting လုပ်မှာဒါကြောင့် casino တွေချမ်းသာကြတာအဲ့တော့သူတို့ကဒီ strategy ဒီနည်းဗျူဟာပဲသုံးပြီးတော့သူတို့ကဒီရဲ့ casino ထဲမှာ law ကျင့်နေအောင်သူတို့က betting လုပ်ကြတယ်ဒါကြောင့်လည်းသူတို့ကနိုင်ကြတယ်တော့ပါတော့မယ်ကျွန်တော်ဘာလို့ဆိုလို့ဒီနေ့ဆိုသိကောင်းသိလိမ့်မယ်ဒီ trader တွေပေါ့နော်ကျွန်တော်တို့ trading မှာဆိုတချို့ trader တွေကနည်းနည်းလေးရှုံးလာပြီးတော့ဒီ strategy ကိုပြောင်းကျင်ကြတယ်နည်းနည်းလေးမြင်လာပြီးတော့ဒီ strategy ကသူတို့တက်ကောင်းတယ်လို့သူတို့ယုံကြည်တယ်ဥပမာထားလိုက် trend line နဲ့ trade နေတဲ့သူတယောက်ကကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးเนาะ trend line နဲ့ trade နေတဲ့သူတယောက်ကဒီ trend line နဲ့အမြင့်လေးနှစ်ခါသုံးခါလောက်ရရအရင်ကြီး reliable ဖြစ်သွားအရင်ယုံကြည်သွားတယ်ဒီပုံမှာtrend line တက်ခုတည်းတည်နေရတယ်ဆိုတော့သူတို့ကဖြစ်သွားတယ်ဒီကျကြတော့လေ strategy ကောင်းရှိတယ်သူတို့မှာတော့ဟိုကတေချာလေးတိဆောက်ထားတာတေချာလေး landing လုပ်ထားတာ trading plan တခုနဲ့တေချာလေးတိဆောက်ထားတာဒါပေမဲ့သူတို့က sometime တစ်ခါလေးမှာကျွန်တော်ဒီ stop loss ထိမှာပဲဟုတ်တယ်မလားဘယ်သူမှဘယ်လိုပြောမလဲအများကြီးမြတ်နေမှာမဟုတ်ဘူး right ဒါကြောင့်မို့တစ်ခါကျရင်သူတို့ stop loss ထိတဲ့ချိန်ဟာငါ strategy ပဲသုံးတာမှားနေတာဆိုတော့အတွေးတွေဝင်လာတတ်ကြအဲ့ချိန်မှာသူတို့က trading strategy ကို shifting လုပ်ဖို့အတွက်သူတို့ကြိုးစားကြတယ်ဒါကလုံးဝမှားတဲ့အချက်ပဲကျွန်တော်ဆိုရင်လက်ရှိ saver ဖို့လည်းသုံးတယ်နောင်လည်းသုံးတယ်အခုလည်းသုံးတယ်ရှေ့ကလည်းကျွန်တော်သုံးခဲ့တယ်ကျွန်တော် stop loss ထိလည်းသုံးတယ် profit ရတယ် TPT လည်းသုံးတယ်ကျွန်တော်မပြောင်းဒါပေမဲ့ကျွန်တော်ထပ်တူလေ့လာတာပြီးကျွန်တော် adjust လုပ်စရာရှိတယ်ရောကျွန်တော်လုပ်တယ်ကျွန်တော်လုံးဝမပြောင်းလိုက်ဆိုလိုဒီနာကဒါ right အဲ့တော့ဘယ်လိုပဲဖြစ်နေပါစေ
ကိုကဒီ strategy ကိုတေချာလေးလေ့လာပြီးတော့တေချာလေးယုံကြည်မှုထားပြီးတော့အမှားရှင်ပြင်ဒါပေမဲ့ strategy တစ်ခုလုံးပြောင်းဖို့မလိုဆိုတာကိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကျတော့ the mountain climbers mindset ဒီတောင်တက်သမားတွေရဲ့ mindset တစ်ခု mindset ထားရမယ်တောင်တက်သမားတွေလိုမျိုးစိတ်နေစိတ်ထားကိုထားရမယ်တောင်တက်သမားတွေကသူတို့ဘယ်လိုပြရှေ့မှာအသားစီးတွေဘယ်လောက်ပဲရှိနေပါလေသူတို့ကသူတို့ရဲ့ strategy ကိုသူတို့ adjust လုပ်ပြီးတော့သူတို့ကရှေ့ကိုဆက်သွားတယ်ဒီသားစီးတွေကိုသူတို့ကကြုတ်ဖြစ်တယ်သူတို့ကြိုတင်ပြင်ဆင်တယ်သူတို့ရှေ့ဆက်သွားဖို့တကြိုးစားဒီလိုမျိုးပဲကျွန်တော်တို့ trading life မှာ trader life မှာလည်းပဲကျွန်တော်တို့ဒီ market ကိုမဝင်ခင်မှာဘာလုပ်မလဲတောင်တက်သမားလိုမျိုးပဲကြိုတင်ပြင်ဆင်ရမယ် right ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးတော့ချိန်တာကျွန်တော်ရဲ့ဒီ strategy အရကျွန်တော်ချင်းကပ်ဖို့လိုတယ် strategy မှာအမှားလေးတွေရှိလာမယ်ကျွန်တော်တို့အမှားလေးတွေလုံးမိလာမယ်လို့ဒါတွေကို adjust ပြန်လုပ်ပြီးတော့ကျွန်တော်တို့ကဒီ market ကိုထပ်ပြီးတော့ approach လုပ်ရမယ်ပြီးတော့ရှေ့ကိုဆက်သွားရမယ်ပြီးရင် trade လုပ်ရမယ်ဒီလိုမျိုးကျွန်တော် step by step နဲ့ဒီဒီတောင်းတက်သမားတယောက်ရဲ့စိတ်နေစိတ်ထားတောင်းတက်သမားတယောက်တွားနေတဲ့လမ်းကြောင်းကိုကျွန်တော် trading မှာလည်းပဲတွားရမယ်ကျွန်တော်ရဲ့စိတ်ကိုအကောင်းဆုံးသိဆောင်မယ်ဒါမှသာလျှင် trading မှာအမြင်နဲ့တူတယောက်ဖြစ်မယ်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကျတော့ chess master patient chess master ပေါ့နော်ဒီစစ်သူရင်လုံးဝစစ်သူရင်မှာလုံးဝဆရာကြတဲ့သူတွေပေါ့သူတို့ကဘယ်လိုပဲစိတ်အရမ်းရှည်ကြတယ် right ဘယ်လိုလဲဆိုတော့သူတို့ကလင်းလင်းမြင်မြင်နဲ့ဒီဘယ်လိုပြောမလဲဒီအကွက်တွေမှာလိုက်ပြီးမလှုပ်ရှားဘူးသူတို့ဒီတစ်ဖက်ကရန်သူရဲ့အမှားကိုစောင့်နေတယ်တစ်ဖက်ကရန်သူမှားပြီဆိုတော့ ਨੇ အဲ့ဒီရန်သူရဲ့အမှားကိုအသုံးချပြီးတော့သူတို့ကအနိုင်ယူကြတယ် right ကျွန်တော် trading မှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီ market တွေကိုဝင်ပြီးတော့market ကဈေးတက်နေလို့ဈေးကျနေလို့ပါဆိုပြီးလိုက်ရောင်းတိုက်ပဲဆိုတာထက်ကျွန်တော်တို့ market မှာတေချာလေး approach လုပ်ပြီးတော့ဖြည်းဖြည်းချင်းနဲ့မှန် market ကို focus လုပ် concentrate လုပ်ပြီးတော့ကျွန်တော်ကတေချာလေးအမှားဆိုတာထက်ပါတေချာလေးကိုယ့်အတွက်အခွင့်အရေးကိုစောက်ပြီးတော့ trade လုပ်မယ်ဆိုရင်ပို့ပြီးတော့ profitable ဖြစ်မယ် right ပို့ပြီးတော့အောင်မြင်နိုင်ခြေပိုများမယ်အဓိက trade တစ်ခုစိတ်ရှိရှိနဲ့စောင့်နိုင်ပေါ့ဥပမာကျွန်တော်တို့ saver bullet ဒီ1 hour အတွင်းမှာဖြစ်တယ်1 hour window အတွင်းမှာဖြစ်အဲ့ဒီ1 hour window အတွင်းမှာဖြစ်ဖို့အတွက်ကျွန်တော်ဒီliquidity ရှာပြီးတော့ကျွန်တော်ဒီစောက်တယ်မြင်ပြီး internet liquidity ကျွန်တော်စောက်တယ်စောက်ပြီးမှ market ရဲ့ကျွန်တော်ရဲ့ strategy အရာကျွန်တော် trade တစ်ခုရအောင်ကျွန်တော်ကြိုးစားတယ် right စိတ်ရှိရှိနဲ့တီးခံပြီးတော့စောက်ဖို့လိုတယ်ပေါ့နော်ကျွန်တော်ဒီနေ့မှာလည်းပဲတချို့တွေတကယ်တော်ကြတယ်ပေါ့နော်ဒီတချို့ member တွေဆိုရင်တကယ်ကြိုးစားတယ်ကျွန်တော်ကအပေါ်ရောက်နေတဲ့လူတွေရှိတယ်ပေါ့နော်အဲ့တော့ကြောင့်ဒီလိုမျိုးဒီ mindset တွေကိုတချို့ mindset တွေကိုပြင်ရမယ်ကျွန်တော်ရဲ့ဒီ live trading မှာဆိုလဲကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်ရဲ့ဒီ member တွေဒီချာလို့တချို့ဆိုရင်ရှိတယ်ဗျာဒီ fluctuate စိတ်တက်ဒီ mindset မကောင်းတာပေါ့နော်ဘယ်လိုပြောမလဲစိတ်အတက်ကြအရန်မြန်တဲ့သူdeep and up and down ပေါ့နော်သူတို့ရဲ့စိတ်ကဘယ်လိုလဲအရန်ကြီးပြနေသူတို့အရန်ပျော်ကြတယ်နီနေသူတို့အရန်ကြီးစိတ်တက်ကြကြတယ်ဒီလိုမျိုးတွေရှိတယ်ဒီလိုမျိုးတွေလည်းကျွန်တော်အမြင်တိုင်းပြောတယ်ကိုယ်စိတ်ကိုကိုယ်ပြင်ပေါ့ဒါမှပြင်မှာကျွန်တော်ကိုယ်တိုင်လည်းပဲ professional ကြီးတော့မဟုတ်ဘူးကျွန်တော် sometime တစ်ခါလဲမှကျွန်တော်လည်းပြင်ဒါပေမဲ့ကျွန်တော်အရန်ကြီးကျွန်တော် control လုပ်တယ်ငါဘယ်နေရာမှာမှားနေလဲဥပမာဆိုကျွန်တော် trade နှစ်ချောင်းဝင်လာပြီးတော့နှစ်ချောင်းလုံးနီနေတော့မှကျွန်တော်ဘာမှဖြစ်ဒါပေမဲ့ပြာနေတော့ကျွန်တော်မှာဖြစ်လာဘယ်လိုဖြစ်လာလဲတော့ပိတ်ချင်တဲ့ဆန္ဒလေးပဲအဲ့ဒါကိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဘယ်လိုပြောမလဲတေချာလေး trade တစ်ခု manage လုပ်တယ်တုံနဲ့ market ကိုကျွန်တော်တုံနဲ့ကြည့်ခြင်းမျိုးမလုပ်ဘူးเนาะအဲ့လိုတခါကျတော့ကျွန်တော်ဒီ candle တွေလိုက်ကြည့်ပြီးကျွန်တော်အချိန်လေးက market တွေကိုယ့် entry point ပြန်လာပြီး stop loss ထိနိုင်ကြည့်မျိုးဖြစ်လာနိုင်ရင်တော့ကျွန်တော်ကတော့ဒါတော့ manage လုပ်တာပေါ့နော် okay ကျွန်တော်ဆက်သွားမယ်ဆိုလိုချင်တာကဒီ chess master မှာဆိုရင် patience ပေါ့နော်ကျွန်တော်ကအဓိကစိတ်ရှည်ပြီးတော့သိခံပြီးကျွန်တော်ရဲ့ဒီ strategy နဲ့ကျွန်တော်ကတေချာလေး step by step ချင်းကပ်ပြီးတော့မှ trade တစ်ခုတနည်းအားဖြင့်အခွင့်အရေးတစ်ခုရဖို့အတွက် chance တစ်ခုရဖို့အတွက်ကျွန်တော်ကတေချာလေးစိတ်ရှည်ပြီးတော့စောက်ဆိုင်ပြီးတော့မှ trade လုပ်ဖို့လိုတယ်ကျွန်တော်ကအရန်ကြီးဘယ်လိုပြောမလဲလင်းလင်းမြဲမြဲရွေ့ရှားလိုက်မယ်ဆိုကျွန်တော်ဒီဘယ်လိုပြောမလဲ market ဒီကိုလိုတယ်လို့မဖြစ်လာပဲနဲ့ကိုမလိုတယ်လို့ဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ patient ပါနော်နောက်တစ်ခုကကျတော့ fishman waiting game
fishman ဆိုတာအသိပါပဲပေါ့ငါးများခုတဲ့သူဆိုရင်သိကောင်းသိနေမှာပေါ့နော်ကျွန်တော်လည်းငယ်တော့ငါးများခုတယ်ဒါပေမဲ့တကောင်းမှမမိဘူး right ဒါပေမဲ့ကျွန်တော်ကစိတ်ရှည်ဘယ်လိုပြောငါးများတဲ့သူတွေကငါးနောက်ကိုမလိုက်တဲ့ပေါ့နော်ငါးနောက်ကိုမလိုက်ဘူးသူတို့ကဘလူးသူတို့ညားမဲ့ area မှာပဲ area ကိုငါးတွေလာဖို့ပဲသူတို့ကစောင့်ကြတယ်ပေါ့နော်ဘယ်လိုပြောမလဲသူတို့ပြင်ဆင်ထားတယ်သူတို့ငါးကိုအစာတစ်ခုနဲ့ညားမယ်တီကောင်ပဲဖြစ်ဖြစ်တခြားဘယ်လိုပြောငါးတိတိလေးနဲ့ဖြစ်သူတို့ညားမယ်အဲ့ဒီငါးကြီးကြီးရောက်တော့သူတို့ကငါးတွေရှိတဲ့နေရာမှာတော့ right ငါးတွေဒီနားကိုလာလို့သူတို့ကစောင့်ကြတယ်အဲ့လိုမျိုးပဲကျွန်တော်က trading မှာလည်းပဲပေါ့နော်သူတို့က trade ရဖို့အတွက် base တွေအများကြီးလိုက်ကြည့်ပြီးတော့တွားမှာထက်ကျွန်တော်တို့ focus လုပ်မယ်ကျွန်တော် concentrate လုပ်မယ် base တစ်ခုကိုကျွန်တော်က concentrate လုပ်ပြီးတော့ကိုယ့်ရဲ့ဒီ strategy တွေ setup တွေတေချာချပြီးတော့စောင့်မယ်ဆိုရင်အဲ့ဒီရဲ့ setup တိုင်းတစ်ချိန်ချိန်မှာဒီငါတနည်းအားဖြင့်ဒီ trade တွေကဝင်လာမှာပဲအဲ့ချိန်ကကျွန်တော်တို့လိုချင်နေတဲ့ trade တွေရမှာပဲ right အဲ့လိုမျိုး mindset ရှိပြီးတော့ကျွန်တော်ကစောက်ဖို့အတွက် gain ကိုစောက်ဖို့အတွက်လည်းအဲ့ဒီချိန်တိုင်းကျွန်တော်တို့ gain over မှာဝင်လာဖြစ်တဲ့သူကကိုယ်ပဲဖြစ်လိမ့်မယ်ပေါ့နော်ကျွန်တော်ကလုံးဝလိုက်ရှာပြီးတော့ page တွေအများကြီးလိုက်ရှာပြီးတော့ကျွန်တော်ကအကုန်လုံးtrade ရဘယ်က trade ရဆိုခေါင်းတွေပူလူလိုက်ရှာနေမယ်ဆိုကျွန်တော်တို့ဒီ game မှာ gain over ဖြစ်တဲ့ချိန်တိုင်းကိုက loser ဖြစ်နေတတ်တယ် right ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုတခြားလေး control လုပ်နိုင်ဖို့အရေးကြီးတယ်ပေါ့နော် okay ဒီနေ့ပြောပြသွားတဲ့၄ချက်ကကြတော့ပထမဆုံးက casino right casino နဲ့ပတ်သက်ပြီးတော့ think like a casino တယောက်လိုတွေးဖို့လိုတယ်နောက်တစ်ခုကကြတော့ဘယ်လဲဆိုတော့ကျွန်တော်က mountain climbers mindset ပေါ့နော်ဒီတောင်တက်သမားတယောက်ရဲ့အသွေးတောင်တက်သမားတယောက်ရဲ့ပြင်ဆင်ပုံမျိုးကိုပြင်ဆင်ဖို့လိုတယ်ရှေ့ဆက်သွားဖို့လိုတယ်နောက်3ကကြတော့ဒီ chess master patient ဒီ chess master တွေလိုမျိုးပဲ game ကိုသူများရဲ့အမှားကိုတခြားစောက်ဖို့လိုတယ်အခွင့်အရေးရဖို့လည်းတခြားစောက်ဖို့လိုတယ်နောက်4ကကြတော့ fishman's waiting game ငါးပန်သမားတွေကငါးတွေသူ့ရဲ့ခွေထဲဝင်လာဖို့စောက်တယ်လို့ပဲကျွန်တော်တို့က trading လုပ်တဲ့ချိန်တိုင်းကျွန်တော်ရဲ့ဒီ trade setup တွေကို trade တွေလာပြီးတော့ gain over ဖြစ်တဲ့ချိန်တိုင်းဝင်လာဖြစ်နိုင်အောင်ကျွန်တော်ကြိုးစားဖို့လိုတယ်ဆိုတော့ဒီလောက်ပဲ sharing လုပ်ပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် so မြန်မာပြည်သားအပေါင်းလက်ရှိကြုံတွေ့နေရတဲ့ကတ်စုကနေအမြန်ဆုံးကျော်လာနိုင်ပါစေကျွန်တော်လည်းတက်နိုင်သလောက်ကူညီနိုင်အောင်ကြိုးစားနေပါတယ်See you in the next video, Mr. Polish.